လူတယောက်နဲ့တယောက်မေတ္တာထားကတဦးကစေတနာတဦးကမေတ္တာဖြင့်ဆက်ဆံကြရင်လောကကြီးဟာအမြဲအေးချမ်းသာယာနေမှာဖြစ်ပါတယ်။ဒီနေ့မှာတော့ဒီအကြောင်းအရာလေးနဲ့သက်ဆိုင်တဲ့ပုံမြင်လေးကိုနားထောင်လိုက်ကြရအောင်နော်။တခါတော့ကအလွန်သာယာလာတဲ့ရွာလေးတစ်ရွာမှာတစ်တုံးလေးတွေကိုလူရုပ်စင်းရုပ်နွားရုပ်စားတဲ့အယုတ်ကလေးတွေကိုအလွန်လက်ရမြောက်အောင်ထူးလုပ်ပြီးကလေးတွေကိုလက်ဆောင်ပေးလိရှိတဲ့ဖိုးလူအေးဆိုတဲ့အဖိုးစီတစ်ယောက်ရှိခဲ့ပါတယ်။ဖိုးလူအေးဟာရွာရဲ့အရှိမြစ်ဘေးလေးမှာတဦးတည်းအေးချမ်းချမ်းနဲ့ဘဝကိုဖြတ်သန်းနေပါတယ်။ဖိုးလူအေးဟာသဘောကောင်းသလိုကလေးတွေကိုလည်းသူထုလုပ်ထားတဲ့အယုတ်ကလေးတွေနဲ့ပျော်ရွှင်အောင်ကူညီပေးတတ်သူပါ။ဒါကြောင့်တရွာလုံးကလည်းအလွန်ချစ်ခင်ကြပြီးအိမ်ရဲ့ဥဥဖျားဖျားစားစရာလေးတွေကိုလာပေါ်ပေးလိရှိကြပါတယ်။ဖိုးလူအေးအတွက်တော့စားစရာမပူရပါဘူး။တနေ့လုံးကလေးတွေကိုအယုတ်ကလေးတွေထုလုပ်ပေးပြီးအဖော်ပြုနေရတဲ့ဖိုးလူအေးဟာအသက်အရွယ်ကြီးပြီးချစ်တာကြောင့်ပြုစုလှုပ်ကြွေးမဲ့သားသမီးလေးတူအမြဲတောင်းတနေခဲ့ပါတယ်။တညက်တော့ဖိုးလူအေးအိမ်ရှိကမြေပေးလေးမှာထိုင်နေတော့မြေကန်းဆက်ကတစ်တုံးလေးတုံးကိုတွေ့ခဲ့ပါတယ်။တစ်တုံးလေးကိုမြင်တော့ဖိုးလူအေးဟာဒီတစ်တုံးလေးကိုကစားစရာအယုတ်လေးတွေလုပ်ပြီးကလေးတွေကိုပျော်အောင်လုပ်ရမယ်လို့တွေးပြီးအိမ်ကိုယူလာခဲ့ပါတယ်။အဲ့ဒီညအိမ်မက်ထဲမှာဖိုးလူအေးဟာနတ်သမီးကပါးနဲ့တွေ့ခဲ့ပါတယ်။အဖိုးကျမဟာမြေဆောင်နတ်သမီးပါ။အဖိုးဟာလူတွေကိုကူညီတယ်ကလေးတွေကိုပျော်ရွှင်စေတယ်။ဒါကြောင့်အဖိုးကိုစုတစ်ခုပေးခြင်းတဲ့အတွက်ရောက်ရှိလာခဲ့တာပါ။အဖိုးလိုရာကိုတောင်းယူနိုင်ပါတယ်။အဲ့ဒီအခါဖိုးလူအေးကနတ်သမီးအဖိုးဟာအသက်ကြီးပြီထတဲ့အတွက်လက်တော်လက်တောင်းခိုင်းစရာသားသမီးလေးရှိရင်ကောင်းပါပါ။ကောင်းပါပြီအဖိုးနောက်ညမှာအဖိုးစီမှာရှိတဲ့တစ်တုံးလေးကိုကလေးတယောက်ပုံစံအကြီးဆုံးအောင်ထုလုပ်ထားပြီးတော့လို့ပြောကပျောက်ကွယ်သွားပါတော့တယ်။နောက်နေ့မနက်မှာတော့ဖိုးလူအေးဟာသူကောက်ရလာတဲ့တစ်တုံးလေးကိုအလွန်လက်ရမြောက်ပြီးချစ်စရာကောင်းတဲ့တစ်သားရုပ်ထုလုပ်ပါတော့တယ်။တနေ့လုံးမနာမနစ်အယုတ်ကလေးကိုထုလုပ်ပြီးအယုတ်ကလေးပြီးစီးသွားတော့ဖိုးလူအေးဟာမောမောနဲ့အိပ်ပျော်သွားခဲ့ပါတယ်။အဖိုးထတော့လေမိုးလင်းနေပြီအတန်ကြားတော့ဖိုးလူအေးမျက်လုံးကိုအာယူပြီးဖွင့်ကြည့်လိုက်ပါတယ်။အဖိုးနိုးပြီလားဗျာ။အတန်ထက်ကြတော့ဖိုးလူအေးလန့်သွားတယ်။အိမ်မက်များမတ်နေသလား။မျက်လုံးကိုတေချာပွက်ကြည့်တယ်။အမှန်ပင်ချက်သည်။သူဤဘေးတွင်မနေ့ကမှသူကိုယ်လိုက်ထုလုပ်ထားတဲ့တစ်သားရုပ်လေးမှစကားပြောနေချင်းချက်သည်။တစ်သားရုပ်လေးမှအသက်ဝင်နေပြီးလူတစ်ယောက်လိုလှုပ်ရှားသွားလာနေတော့သည်။ဖိုးလူအေးတယောက်အိမ်မက်သေးကနတ်သမီးပြောတာကိုတတိယပြီးဝမ်းတာကတစ်သားရုပ်လေးအားပွေဖက်လိုက်တော့သည်။ဒါဒီနေ့ကစပြီးမိဟာအဖိုးရဲ့သားပဲ။သားကိုအဖိုးနာမည်ပေးမယ်။အဖိုးကလူအေးဆိုတော့ငါသားနာမည်ကလူမွေး။ဟုတ်တယ်။တစ်သားရုပ်လေးမောင်လူမွေး။ဖိုးလူအေးဝမ်းတာချေနဲ့စွာပြောလိုက်ပါတယ်။အဖိုးစားဖို့သားမနဲ့စာပြင်ထားပါတယ်။မောင်လူမွေးကပြောလိုက်ပါတယ်။ဟေးဟုတ်လား။လိမ်မာလိုက်တာကွယ်။ဖိုးလူအေးကျေနပ်နေတော့ဒီဖိုးလူအေးနဲ့မောင်လူမွေးနှစ်ယောက်ဟာပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်ကြတယ်။မောင်လူမွေးဟာဖိုးလူအေးရဲ့အလုပ်တွေကိုကူညီလှုပ်ဆောင်ပေးတယ်။တနေ့တာဝေယဝတ်စာတွေကိုလည်းလှုပ်ဆောင်ပေးတာပေါ့နော်။ထမင်းချက်အိမ်တန့်ရှင်ရေခတ်အဝတ်လျော်အားကစားအားလုံးကိုလုတ်ကင်ပေးခဲ့ပါတယ်။ဖိုးလူအေးဟာတနေ့ထက်တနေ့မောင်လူမွေးကိုတန်ရောစင်ပို့လာခဲ့တယ်။မောင်လူမွေးလေးဟာရွာထဲကကလေးတွေနဲ့လေတင်းမြတ်စွာနေထိုင်တတ်ပါသေးတယ်။တနေ့မှတော့ဖိုးလူအေးတော့တားဖနှစ်ယောက်အိပ်ပျော်နေကြတော့ညကြီးအချိန်မတော်လေးမုန်တန်းတိုက်လာပါတော့တယ်။ချက်ချင်းဆိုသလိုမုန်တိုင်းကကျန်းလာပြီးတားဖနှစ်ယောက်မြေရည်စည်းအတူရေစည်းမျောပွားသွားပါတော့တယ်။ဖိုးလူအေးဟာတက်နိုင်သလောက်မောင်လူမွေးကိုဆွဲပြီးကန်းကိုတင်နေပါတယ်။ကိုမြင်လေးပေါ်ခြေချမိတဲ့အချိန်နှစ်ယောက်သားအပင်လေးကိုဖတ်တွယ်ပြီးနေလိုက်ကြတယ်။ဖိုးလူအေးဟာမောပန်းပြီးတတိလိသွားခဲ့ပါတယ်။မိုးပေါင်ချနေချိန်မို့ဘာမှမမြင်ရပဲမောင်မဲနေပါတယ်။မောင်လူမွေးဟာအဖိုးကိုလှုပ်နိုးနေပေမဲ့အဖိုးဟာအေးမြပြီးတတိမိနေခဲ့ပါပြီ။မိုးတိသွားပြီးမို့မောင်လူမွေးဟာအဖိုးအတွက်မီးဖိုးပေးဖို့တွေးလိုက်ပြီးထင်းလေးတွေလိုက်လံစုလိုက်ပါတယ်။အဖိုးရဲ့အိတ်ကက်ထဲကမီးချစ်လေးကိုထုတ်ပြီးမီးမွေးဖို့စ조사ပြီးမြထင်းဆိုတွေဖြစ်တဲ့အတွက်မီးမွေးမရခဲ့ပါဘူး။အဖိုးကလည်းအေးများပြီးထိတဲ့အတွက်မောင်လူမွေးဟာသူ့ရဲ့လက်တစ်ဖက်နဲ့ခြေထောက်နှစ်ဖက်ကိုဖြုတ်ပြီးမီးမွေးလိုက်ပါတော့တယ်။အနှွေးဓာတ်လေးရလာတော့ဖိုးလူအေးဟာတတိရလာခဲ့ပါတယ်။မိုးလင်းလာတဲ့အခါဖိုးလူအေးပြေးကိုကြည့်လိုက်တော့ခြေလက်တီမရှိတော့ဘဲငိမ်သက်နေတဲ့တစ်သားရုပ်လေးမောင်လူမွေးကိုမြင်လိုက်တဲ့အခါထိတ်လန့်စွာကောက်ယူပွေ့ချလိုက်တော့ဒီ။ဒါမောင်လူမွေးထဟောင်း။ဒါရ
ဖိုးလူအေးဝမ်းနဲ့စွာအော်ခုံမိပါတယ်မောင်လူမွေးကတော့တာမန်တစ်သားရုပ်အလေးအဖြစ်ပဲငိမ့်သက်စွာရှိနေပါတော့တယ်ဖိုးလူအေးဟာဝမ်းနဲ့စွာကျိုးပြက်နေတဲ့မောင်လူမွေးကိုကောက်ယူကအိမ်ကိုယူဆောင်လာခဲ့ပါတယ်အိမ်ကိုရောက်တော့မရှိတော့တဲ့လက်ကလေးတွေခြေထောက်ကလေးတွေကိုပြန်ပြီးပြင်လိုက်ပါတယ်တရက်ပြီးတရက်အသက်ပြန်ရှင်မလားလို့မျှော်လင့်ချက်နဲ့ဖိုးလူအေးစောင့်မျှော်နေခဲ့တာပေါ့လွမ်းဆွတ်ပြီးမစားနိုင်မအိပ်နိုင်နဲ့ပိန်လာခဲ့တာပေါ့နော်ရွာထဲကလူတွေကလည်းဖိုးလူအေးကိုဝိုင်းတနာနေကြပါတယ်တညမှာတော့ဖိုးလူအေးစီကိုမိဆောင်တဲ့သမီးရောက်ရှိလာခဲ့ပါတယ်အဖိုးဝမ်းနေတာကိုမကြည့်ရလို့ရောက်ရှိလာခဲ့တာပါအဖိုးစန္ဒအားလုံးပြေဝတ်ပါသည်ဆိုပြီးမောင်လူမွေးကိုအသက်သွင်ပေးထားခဲ့ပါတယ်ထူးဆန်းတာကယခုအခါမောင်လူမွေးဟာတစ်သားရုပ်လေးမဟုတ်တော့ပဲတကယ်လူသားစစ်စစ်ဖြစ်သွားပါတော့တယ်အဲ့ဒီချိန်ကစပြီးဖိုးလူအိမ်နဲ့မောင်လူမွေးဟာပျော်ရွှင်စွာနေထိုင်သွားပါတော့တယ်လောကကြီးမှာချစ်ချင်းမြတ်ကြတွေနဲ့သာဖုံးလွှမ်းနေရင်ကိုချစ်တဲ့လူတွေအတွက်စွန့်လွတ်အနစ်နာခံပြီးကပ္ပကြီးဟာတာယာလော့ပါနေမှာဖြစ်ပါတယ်အခုလိုပုံမြင်လေးတွေကိုနှစ်သက်တယ်ဆိုရင်အတိတရားရစရာပုံမြင်လေးတွေကိုတင်ဆက်နေတဲ့ကျမတို့ရဲ့ My Ma Story Channel လေးကို Subscribe လုပ်ပေးသွားကြပါအောင်ရှင်